လိုက်ပါတော့မယ်နော်ဆိုတော့ဒီနေ့ webinar ကိုချိန်ပေးပြီးတော့တက်ရောက်ပေးခဲ့တဲ့ audience တွေ attendance တွေအကုန်လုံးကိုကျေးဇူးတင်ပါတယ်ပထမအဆုံးအနေနဲ့အမတို့ intro လေးအရင်ပြောလိုက်မယ်ပေါ့နော်အမက main နေဆန်ဖြစ်ပါတယ် Crown Education Manly Office မှာ General Manager တယောက်အနေနဲ့ရော Chief Consultant တယောက်အနေနဲ့ရောတာဝန်ယူဆောင်ရွက်ပေးနေတယ်ပေါ့နော်ဒီနေ့ကတော့ထူးထူးခြားခြား session လေးနဲ့ခါတိုင်းဆိုလို့ရှိရင်တော့အမတို့ consultant နေရပဲပါရွေးအကြောင်းတွေပြောတယ်တက္ကသိုလ်အကြောင်းတွေပြောတယ်ပေါ့နော်ဆိုတော့အဲ့လိုတွေပြောခဲ့များတယ်ဆိုပေမဲ့ဒီနေ့ကထူးထူးခြားခြားအမတို့ဒီ RI ပေါ့ Crown Education ကဖွင့်ထားတဲ့ RI Learning Center ကနေပြီးတော့ OSSC ဆိုတဲ့ Canada Great Draw Program ကိုသင်ယူတက်မြောက်ပြီးတော့မှလက်ရှိ UK မှာဆက်ပြီးတော့first year second year third year သင်ယူနေတဲ့အကြောင်းတက်နေတဲ့အကြောင်းသူကျောင်းသားလေးနဲ့သူတို့ရဲ့လက်ရှိ experience တွေကို sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့နောက်ထပ်ညီမလေးရောမောင်လေးရောဆက်ပြီးတော့မိတ်ဆက်ပေးပါအောင်ညီမနာမည်က Grilin ဖြစ်ပါတယ်ညီမက OSSD batch 1ကပါအခုကတော့ UK မှာ Newcastle University မှာ final year marketing and management တက်နေပါတယ်ညီမနာမည်က Violet ပါညီမRAI Learning Center OSSD batch 1နေပြီးတော့အခု Newcastle University မှာ final year marketing and management တက်နေတာဖြစ်ပါတယ်ဟုတ်ညီမနာမည်ကတော့တက်ထားစဉ်ဖြစ်ပါတယ်ညီမဒီ IN Learning Center မှာ OSSD batch 1ပြီးသွားလို့ပေါ့နော် Queen's University Belfast Master of Engineering year 2ပြီးလို့ placement year လုပ်နေပါတယ်ဟုတ်ကျွန်တော်နာမည်ကတော့စိုက်တုံခန့်ခေါင်းပါကျွန်တော်OSSD batch 3ကနေ Crown ကနေပြီးတော့ပေါ့ကျွန်တော်အခု short film မှာ year 1တက်နေရပါparamedical ပေါ့ဟုတ်ညီမနာမည်ကတော့ Jasmine သိမ်းပါညီမက Aryan Learning Center OSSC batch 4ပြီးပြီးတော့အခုကတော့ University of Sheffield မှာ Architecture year 1တက်နေပါတယ်အားလုံးပဲမင်္ဂလာပါညီမနာမည်ကတော့မြနွင်းကျပါညီမက REI Learning Center မန္တလေးက OSSC batch 4နေပြီးတော့အခု Newcastle University မှာ Computer Science first year တက်ရောက်နေတာပါအားလုံးလည်းကလေးအားလုံးလည်းမိတ်ဆက်ပြီးဆိုအမလည်းမိတ်ဆက်လိုက်မယ်နော်အမကတော့ယုံမို့မို့ပါလက်ရှိ Crown Education မှာ admission executive အနေနဲ့အလုပ်လုပ်နေပါတယ်ပြီးတော့လက်ရှိမှာလည်း UK မှာကိုရိုင်း master တက်ရောက်နေရပေါ့နော်အခုအားလုံးလည်းမိတ်ဆက်ပြီးပြီဆိုတော့နောက်ထပ်section လေးတွေစလိုက်ကြမယ်နော်ကလေးတို့အားလုံးကလည်းအခုလက်ရှိမှာUK မှာအတီးတီးကိုတက်ရောက်ချင်တဲ့ major တွေနဲ့အကြောင်းတွေမှာတက်ရောက်နေရပေါ့နော်ဆိုတော့ဒီ major တွေမရွေးခင်အကြောင်းတွေမရွေးခင်အကြောင်းတွေမတက်ခင်မှာလေ OSSD program လေးတွေရွေးချယ်ပြီးတော့တက်ရောက်ခဲ့ကြရဲဆိုတော့ကလေးတို့ရဲ့အတီးတီး education background တွေကနေပြီးတော့ဘာအကြောင်းပြချက်တွေနဲ့ပေါ့နော်ဘယ်လိုအကြောင်းမျိုးချက်တွေနဲ့OSSD program ကိုရွေးချယ်ဖြစ်ခဲ့ရလဲဆိုတာလေးလည်းအမတို့ပြောပြပေးပါအောင်နော်ညီမဆိုရင်IGCSE ကိုအရင်ဆုံးဖြေခဲ့ပေါ့နော်အဲ့ဒါပြီးခါကျတော့ညီမအဲ့ဒါတွေက COVID တွေပြီးတဲ့အချိန်မှာဖြစ်နေတော့ပထမစဉ်းစားတာစင်ကာပူက Polytechnic ကိုသွားမလား or အဲ့လို College Foundation တခုကိုတက်ရမလားဆိုပြီးတော့စဉ်းစားခဲ့ဒါပေမဲ့အဲ့အချိန်မှာမေမေတို့ဖေဖေတို့ကအရန်ငယ်သေးရယ်ဆိုပြီးတော့မသွားစေချင်ဘူးဆိုတော့ A level ကိုလည်းစဉ်းစားရယ် because ကိုကO level ပြီးခဲ့တော့ A level ကိုဒီတိုင်းစဉ်းစားလိုက်တဲ့အချိန်မှာA level ကျတော့လည်းနှစ်တွေပါဖြစ်နေရဲ့အဲ့လိုမျိုးဆိုတော့ကျတော့OSSD ကိုရှာတွေးခဲ့ရ Crown ကနေပြီးတော့ဆိုတော့အဲ့နေရာမှာ OSSD ကိုလေးလာကြည့်လိုက်တော့သူကတော်တော်အဆင်ပြေရဲ့အချက်တွေကပထမအချက်ကညီမဆိုရင် major stream မှာ confirm မဖြစ်သေးဘူးဘယ် line ကိုသွားချင်လဲဆိုတာဒါပေမဲ့အဲ့အချိန်မှာOSSD မှာ ပေးထားတဲ့ module options တွေကလည်း mixed stream ကိုသွားလို့ရတယ်။နောက်တစ်ခုကပြီးတော့ OSSD နဲ့ကလည်းနိုင်ငံတွေကို option မျိုးစုံနိုင်ငံပေါင်းများစွာကိုသွားခွင့်ရှိရပါတော့။ဘာလို့ဆိုအဲ့တော့ညီမ course လည်း confirm မဖြစ်သေးဘူး။ဘယ်နိုင်ငံသွားမှလဲဆိုတာလည်း confirm မဖြစ်သေးဘူး။ဆိုတော့ကျတော့အဲ့ဒါနဲ့ OSSD ကညီမအတွက်အဆင်တော်တော်ပြေခဲ့တယ်။ဟုတ်တခြားနည်းတွေနဲ့ဆိုရင်လည်းကျွန်တော်10တန်းပေါ့ကျွန်တော်10တန်းပြီးခဲ့တယ်ကျွန်တော်10တန်းပြီးတော့အမှတ်တိတ်မကောင်းလို့ဆိုပြီးကျွန်တော်တခြား education ဖက်တွေကိုလည်းစဉ်းစားတာပေါ့ကျွန်တော်10တန်းပြီးတော့ကတော့COVID လည်းဖြစ်တယ်ပြီးရင်COVID ပြီးတော့လည်းနိုင်ငံရေးလည်းတိတ်မကောင်းလို့ဆိုပြီး GED လေးကိုကိုယ့်ဟာနဲ့ကိုယ်လုပ်ပြီးတော့ချိလိုက်တယ်ပေါ့ဒီ GED အတွက်ပြီးတော့
university ဖက်အတွက်ကျွန်တော်တိတ်မတေချာလို့ဆိုပြီးကျွန်တော်ဒီ Crown Education နဲ့ပြန်ပြီး consult လုပ်တယ်သူတို့လည်းကျွန်တော်တို့ future ဖက် university ဖက်လေးတွေအကုန်လုံးပြောပြရဲပေါ့အဲအားကြောင့်ကျွန်တော်လည်းဒီ OSSD ကိုတေချာရွေးပြီးတော့တက်ခဲ့ရတာအခုလည်း university ရောက်လာပါပြီဟုတ်ညီမက OSSC ကိုရွေးချယ်ဖြစ်ခဲ့တာကြတော့ OSSC ကနိုင်ငံတော်တော်များများကိုတွားလို့ရရပါတော့အစပိုင်းမှာတော့ညီမကစင်ကာပူတွားမယ်ဆိုပြီးတော့ OSSC ကိုရွေးချယ်ဖြစ်ခဲ့တာပြီးတော့အဲ့ချိန်မှာပေါ့နော်11နဲ့ရှင်မယ်ဆိုရင်11ကနည်းနည်း OSSC ကဒီနေ့ဆိုညီမအချင်းချုပ်နေတဲ့အတွက်ကြောင့်မလို့ OSSC ကိုရွေးချယ်ဖြစ်ခဲ့တာခုအဲ့ဆိုလို့ရှိရင်နောက်တစ်ခုပေါ့နော် University Newcastle University ရဲ့ video လေးကိုဆက်ပြီးတော့ကြည့်လိုက်ကြရအောင်နော် To explore Newcastle University, let's take a tour of our main city centre campus. First up, we're based in the heart of Newcastle upon Tyne, one of the best student cities in the UK. Founded in 1834, we're Russell Group, research intensive and proud to be among the world's top universities. We're a community of 29,000 students and world-leading academics, and our facilities are state-of-the-art. Kingsgate is our £35 million student services hub and the base for our support teams, including finance, careers, accommodation and well-being. Once the city's grand assembly rooms, Culture Lab is now cutting edge and custom designed for digital media and filmmaking. Backing onto the Culture Lab, we have our music studios building, where students can rehearse, edit and mix their work. Our Students' Union was built in 1925, but it's bang up to date. With spaces to hang out and study, as well as a student bar, shop, advice centre and events venue, it's at the heart of student life. We've got lots of art on campus. Clasp on King's Walk is the work of British sculptor and Turner Prize winner Anthony Gormley. He also created the North East's iconic Angel of the North. The largest producing theatre in the northeast of England, Northern Stage offers live performances and creative workshops by artists, writers, makers and digital creators from around the world. Through the arches, the original gateway to campus, is the old quadrangle in the historic heart of Newcastle University. And in the Student Forum, a great outdoor space for meeting friends, you'll find 3 huge sculptures by alumnus Joseph Hillier. Created from different metals, the human heads represent the 3 technological ages of mankind: the Bronze Age, Industrial Age, and Digital Age. This is the Herschel Building, and it has its own penthouse, a social space for our mathematics, statistics, and physics students. A dark lab for optical experiments, cryogenics lab, 4 lecture theatres, seminar rooms and a computer cluster are just some of the facilities you'll find here. And outside the Herschel is the Spiral Nebula by Geoffrey Clark, standing 10 metres tall and symbolising the rapid scientific advances of the 1960s. While the Agriculture Building features some highly specialist and state-of-the-art labs, including plant growth incubators and an insectary. Our new College of Medicine was renamed when it was officially opened by royalty in 1939 and is now called the King George VI Building. Rumoured to have underground tunnels linking directly to the RVI, it's now the base for our School of Pharmacy, with some of the best teaching facilities in the UK, as well as education, speech and language sciences. The Bedson Building was purpose-built for our teaching and research in chemistry. The original flooring in its extensive labs was even chosen for its acid-resisting qualities. Built on the site of the original Armstrong College founded in 1871, the Armstrong Building is the oldest on campus. After a refresh in 2016, it's home to a number of subjects, including naval architecture and marine engineering, music, history, classical studies, archaeology, journalism, media, communications and PR. It's here in King's Hall where our graduation ceremonies are held every year. And in King's Quad, where you'll find a statue to American civil rights leader Dr. Martin Luther King Jr. He visited Newcastle to accept an honorary degree in 1967. For our fine art students, there's plenty to inspire at the King Edward VII Building, with dedicated studios, workshops and exhibition spaces. The great-grandson of Charles Darwin, Robin Darwin, was a professor here.
The building also houses the Hatton Gallery, the birthplace of pop art. Open to the public, the Hatton's collection includes over 3,000 important works. Next door, the Architecture Building is where students from our School of Architecture, Planning and Landscape can access studios, modelling equipment and a digital fabrication suite. At the top of the old quad is the Percy Building, named after Eustace Percy, the first Baron of Newcastle. This is where our School of English Literature, Language and Linguistics is based. While our School of Modern Languages and our Language Resource Centre are based in the old library building. Thousands of books, films and free resources line its shelves. It also contains the Chinese Independent Film Archive, the only one of its kind in the world. Geography has been taught at Newcastle for nearly a century, so we named this building after our founding professor, Henry Daish. After a major refurbishment, its 7 floors of modern teaching facilities are home to our School of Geography, Politics and Sociology, and School X for Philosophy and Combined Honours students. The Architecture, Planning and Landscape School office is also based here, alongside the Planning and Landscape Studios. 2,000 exhibits will take you on a journey through time at the Great North Museum, Hancock. Opened in 1884, it's our own natural history museum containing significant collections from prehistory to the modern day. Operated as a free public museum, it also gives students on our various history, classical studies and archaeology degrees fantastic real-world experience of curation and artefact discovery. He designed London's MI6 building, famously blown up in the Bond movie Skyfall. Now alumnus Sir Terry Farrell has given his name to the Farrell Centre. Part of the School of Architecture, Planning and Landscape, the centre contains a public gallery, community space, research hub and business startup area for recent graduates. The Marjorie Robinson Library Rooms အဲ့ဒါဆိုလို့ရှိရင်ခု university တွေလည်း facilities တွေရောတခြားလေးကြည့်ခဲ့ရပြီပေါ့နော်ဆိုတော့အခုကလေးတွေအားလုံးလည်းကိုနှစ်သက်တဲ့ major တွေမှာပေါ့နော်တခြားလေးကျောင်းလေးတွေတက်နေကြတယ်တန်းလေးတက်နေကြရတယ်အဆင်ပြေတယ်ကျောင်းနေရဲ့စားရေးလည်းအဆင်ပြေတယ်လို့ကြားရတဲ့အခါမှာအခုကိုရွေးချယ်ထားတဲ့ major ပေါ့နော်ဒီ major တွေရွေးချယ်တဲ့ဘိုင်းမှာအခုလိုမျိုးစင်ပြေချောချောမွေ့မွေ့ရှိအောင်ဘာတွေကိုများဦးစားပေးပြီးရွေးချယ်ခဲ့လဲပေါ့နော်ကလေးတို့ major တွေနဲ့ပတ်သက်ပြီးတော့အဲ့ဒါလေးလည်းတစ်ချက်လေးပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ညီမအနေနဲ့ပေါ့နော်ညီမဒီ software engineering ကိုဒီ OSS team technique ကနေတော့အဲ့လို plan သွားဖို့အတွက် plan ရှိရပေါ့နော်ဒီညီမ OSS တက်တဲ့အချိန်မှာ engineering stream ကိုယူခဲ့ရပေါ့နော်engineering stream မှာဆိုလို့ရှိရင် physics chemistry maths နဲ့ပေါ့နော်အဲ့အရာတွေပါခဲ့ရပေါ့ဒီရဲ့ OSS ဒီမှာ engineering stream ယူခဲ့တဲ့ဥစ္စာကညီမတို့ဒီ software engineering ကိုပို့ပြီးတော့ confirm ဖြစ်စေရဘာဖြစ်လို့လဲဆိုတော့ဒီရဲ့မှာတင်ခဲ့ OSS မှာတင်ခဲ့ရတဲ့chemistry physics maths တွေကပေါ့နော်ဒီ university ညီမအခု year 1မှာပေါ့နော်အကုန်လုံး physics တွေအစားပြန်ပြီးတော့ပါတယ်တင်ရတယ်ပေါ့နော်တချို့ဟာတွေဆိုပြီးတော့ဒီလိုပြန်ပြီးတော့တင်ရတာမျိုးတွေရှိရပေါ့နော်ဆိုတော့ဒီuniversity မှာလည်းရွေးချယ်ခဲ့ရ civil engineering နဲ့ပတ်သက်တဲ့ဟာတွေပြန်တင်ရတဲ့အတွက်ရွေးချယ်ခဲ့ OSSD ကိုရွေးချယ်ခဲ့ရမှန်တယ်လို့ထင်တယ်ပြီးတော့ဒီပေါ့နော်ဒီ software engineering ကိုရွေးရတဲ့အခါမှာညီမမတော်ခင်မှာပေါ့နော် AutoCAD တွေပြင်ခဲ့ရတယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ဒီဟာက software engineering university ရောက်ရင်လိုမှာဆိုတော့AutoCAD တွေပြင်ခဲ့ရတယ်အဲ့ဒါပြင်နောက်လာမဲ့ဒီ UK လာမဲ့ students တွေကိုsuggest လုပ်ချင်တာကပေါ့နော်ဒီညီမတို့university ရဲ့ official website တွေကနေတွားပြီးတော့ကိုဘယ် major ကိုယူမလဲဆိုဘယ်ကိုရေးချင်မဲ့ major ပေါ်မူတည်ပြီးတော့ပေါ့နော်ဘယ် modules တွေယူရမလဲဆိုတော့တွားပြီးကြည့်လို့ရတယ်အဲ့အနေပြောမှာကိုဘာတွေ prepare လုပ်တင်လဲဆိုရဲ idea ကိုရမယ်ပေါ့နော်အဲ့အနေမှာကိုဒီဘက်ကနေကြိုပြင်စရာရှိတာကိုပို့ပြီးကြိုပြီးတော့ prepare လုပ်သွားနိုင်မယ်ပေါ့နော်အဲ့ကြောင့်မျိုးဒီ university website တွေမှာကိုတက်မဲ့ major နဲ့ပတ်သက်ပြီး research လုပ်စေချင်တယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ဒီ local က university students တွေကသူတို့မှာဒီ university မှာကြုံရမဲ့
ကြုံရမယ့်ဟာတွေအကုန်လုံးသူတို့မှာဗာ experience တွေရှိခဲ့ပြီးသားပေါ့နော်သူတို့အကုန်လုံး prepare လုပ်ခဲ့ပြီးသားဆိုတော့ကိုဘက်ကလည်း prepare လုပ်ခဲ့မှဒါဒီ local university နဲ့အပြိုင်စာလေးလိုက်နိုင်မယ်ပေါ့နော်ဟုတ်အဲကြောင့်အဲ့တခုတော့ suggest လုပ်ချင်ပါတယ်ရှင့် major ရွေးရဲ့အချိန်မှာပေါ့နော်ဟုတ်ညီမဆိုလို့ရှိရင်လည်းပေါ့နော် computer science မှာဆိုလို့ရှိရင်ဒီစပြီးတော့ OSSC မတက်ခင်ကလေးက computer science ကိုသွားမယ်ဆိုတာကို decision ချတာပြီးသားပေါ့နော်အဲ့တော့ OSSC subject ဒီမှာဆိုလို့ရှိရင် computer science နဲ့ပတ်သက်တဲ့ subject တွေကိုပဲယူခဲ့အဲ့တော့ university လျှောက်တဲ့အချိန်မှာလည်း computer science major ပဲအကုန်လုံးလျှောက်ခဲ့ရပါSo, OSSC မှာတက်ခဲ့ရနေရှင်မယ်ဆိုရှင်တချို့ module တွေမှာတော်တော်များများမှာ transfer လုပ်လို့ရတဲ့ဒီ scale ရောmodule ရောရှိရပါတော့။ဒါပေမဲ့တချို့ပိုင်းနေကြတော့လေတခါမှမတင်ဘူးဒီအသက်ဖြစ်နေအမျိုးလေးလေးရှိရယ်ဆိုတော့အဲ့ဟာဆိုရင်တော့ခဏအမတက်ထားပြောသားတဲ့လိုမျိုးuniversity ရဲ့ website တွေကနေတွားပြီးတော့ကြိုပြီးတော့ကြည့်ထားတဲ့အချိန်ရှိရဆိုကြိုပြီးတော့လေ့လာထားရဲဆိုလို့ရှိရင်တော့အများကြီး catch up လုပ်ဆရာမလိုဘူးလို့ထင်တယ်ပေါ့နော်အမတို့ဒီဗီဒီယိုလေးတစ်ချက်ပြပေးမယ်နော်ကျောင်းလေးရဲ့ University of Sheffield. Welcome to the University of Sheffield. I'm so excited to welcome you to our vibrant city which thousands of students from all around the world call home. You're at the start of an unforgettable journey where you'll learn from our passionate teachers and world-class researchers, as well as develop new skills and make new friends for life. We'd like to take a few minutes to show you some of the things that you can expect from your university over the next academic year. This is your campus. As you'll be spending a lot of your time here over the next few years, we thought it would be a great place to start. Campus is just a short walk away from our accommodation, so it's perfectly positioned for you to find a quiet place to study, catch up with some friends, or grab your morning coffee. You'll benefit from multiple libraries and study spaces across campus, where you can access reading materials for your course, find a study room, and also get support when you need it. Welcome to your Students' Union, run by students for students. Come here to find a new hobby, get involved with volunteering or fundraising, and find support. The student officers are elected by all of us to lead the SU each year. These officers represent your interests at the highest level of university decision making and tackle all the issues to do with student life from welfare to learning and teaching, and make sure that your Students' Union offers what you want. We have more than 400 societies and sports clubs at Sheffield, and with that many student groups, not to mention a packed events program, volunteering opportunities, bars, cafes and shops, there's always something going on. And this is why we're the UK's #1 students' union. We have more than 57 sports clubs at Sheffield to choose from. And if you enjoy competitive sport, our clubs travel across the UK and beyond to represent Sheffield. Closer to home, we run campus leagues. And for those living at our residences, we have the Residence Live Sport program. Whether you're already a pro or there's a new sport you want to try, there's loads of ways to take part. We've also got amazing facilities on campus, like our gym, fitness classes, squash courts, sports pitches, sports hall, and dedicated strength and conditioning room. You don't even need a membership. Most of these are pay and play. Now let's take a look at your university city and why so many of us love to call it home. Sheffield is famous for being welcoming, inclusive and diverse, and now you are part of that community too. You can walk or cycle to pretty much anywhere here, and the city centre is only a short walk away from campus. We've also got a great bus and tram network, and you can get student discount on bus tickets. Our city is packed with cafes, bars and things to do. If you're looking for a night out, head into town for a big city vibe. For something more chill, explore countless pockets of independent shops and restaurants with food from across the world. There's also loads of parks and green spaces, and you've got the Peak District National Park on your doorstep. So get out there and get to know your city. Here, you not only make friends for life, but unforgettable memories. It's important to know that while you're here, there are support services available if and when you need them. We've got a network of services to help you whilst you're here with us, including our mental health, well-being and student support services, as well as a dedicated international student support team.
It's also worth registering with University Health Service so you can see a doctor if you get sick. If you're stuck or just need some advice on something, don't hesitate to get in touch with our Student Services Information Desk, or for short SSID, who will be happy to help you out. For more information, you can check out our website, which has all the information that you need to get started. And make sure that you're following us on social media for the latest updates and to ask any questions that you might have. You can also chat to our student ambassadors online for the inside scoop before you get started. Welcome to the University of Sheffield. So, Mayung Q&A လေးစမေးပေးပါ ဟုတ်ကဲ့ရှင်ပေါ့နော်အဓိကကလေးတို့ခိုဟာကOSS ကိုဘာကြောင့်ရွေးချယ်ဖြစ်ခလဲဆိုတာလေးလည်းပြောထားပြီးပေါ့နော်ဆိုတော့နောက်ထပ်ဒီ OSS program အပြီးမှာ UK ကိုဘာတွေကြောင့်ရွေးချယ်ဖြစ်သွားတာလဲပြီးတော့ OSS နဲ့ UK ရဲ့အကြောင်းအကူပြောင်းကြမှာဗာလေးတွေကလေးတို့ကြုံခဲ့ရလဲပေါ့နော်အဓိကတော့ application process တွေမှာဘယ်လိုတွေကြုံခဲ့ရတယ်ဘယ်လိုတွေ challenge တွေရှိခဲ့တယ်ပြီးတော့ဒီ OSS မှာရောဘာတွေacademically ဘာတွေpressure ရှိလဲပေါ့နော် challenge တွေတွေ့ခဲ့တယ်ဆိုတာလေးလည်းတစ်ချက်လေးပြောပြပေးပါအောင်နော်ဟုတ်ညီမဆက်စချင်း OSS တက်တုန်းကတော့OSS ကကနေဒါသွားဖို့အတွက်တက်ခဲ့ရဒါပေမဲ့တက်နေတဲ့တခြားမှာမယွန်းတို့မဆန်တို့နဲ့ consultation session တွေခဏသွားပြီးတော့ကိုက UK ကိုပို့ပြီးတော့ UK ကကိုနဲ့ပို့ပြီးတော့အဆင်ပြေမယ်ဆိုတာကိုသိလာတယ်ပြီးတော့ညီမကျောင်းပြီးသွားရင်လည်းဒီမှာဆက်မနေချင်ဘူးမြန်မာပြည်ပြန်လာမှာဆိုတော့ကျောင်းတက်တာကိုအချိန်အကြာကြီးမပေးချင်ဘူးခဏတာမှာဆိုရင်4 နှစ်လောက်အချိန်ပေးရမယ့်ဟာက UK မှာ2 နှစ်ခွဲနဲ့ပဲဘွဲရမှာဆိုတော့အဲအကြောင်းလည်း UK ကိုရွေးခဲ့ရဖြစ်တယ်ပြီးတော့UK မှာအကြောင်းပြီးသွားရင်လည်းအလုပ်မရရင်လည်း2 years work experience အတွက် 2 years postgraduate visa လျှောက်လို့ရဖြစ်တဲ့အတွက် UK ကိုရွေးခဲ့ရပါပြီးတော့ transition experience ဆိုရင်တော့ဒီမှာ OSS ရဲ့အချိန်မှာ year 1 direct မဟုတ်ဘဲနဲ့ January intake ဆိုတော့ into Newcastle အရင်တက်ခဲ့ရပေါ့နော်အဲ့တော့ into Newcastle ကပြောရမယ်ဆိုရင်အရင်လို big transition ကြီးလို့မဖြစ်ဘူးဘာဖြစ်လို့လဲဆိုတော့ into Newcastle international student တွေအတွက်လုပ်ထားပေးရဆိုတော့အဲ့လိုအတန်းမှာအရင်မြန်မာပြည်က high school လိုမျိုးပဲတန်းမှာအယောက်20လောက်ပဲရှိရဆိုတော့ teacher တွေကတေချာလေးကို attention ပေးရ assignment တွေဆိုလည်းတေချာလေး guideline ပေးရအတွက်အရင်ညီမအတွက်အရင် big transition ကြီးလို့တော့မဖြစ်ခဲ့ဘူးပေါ့ဟုတ်ညီမအနေနဲ့ဒီ UK ကိုရွေးချယ်ဖြစ်တဲ့အကြောင်းပေါ့နော်ဒီအဓိကကဒီ UK မှာကပေါ့နော်ဒီ graduate က3 years နဲ့ graduate ဖြစ်မယ်ပေါ့နော်ပြီးရင်ဒီ placement year လည်းရှိမယ်ပြီးရင်ဒီ graduate ပြီးသွားလို့ရှိရင်post graduate visa 2 နှစ်လည်းရမယ်ဆိုတော့ work experience လည်းဒီမှာဆက်လုပ်ချင်တဲ့အတွက်ပေါ့နော်ဒီ UK University ကိုရွေးချယ်ဖြစ်တာပေါ့နော်အရင်ကတော့ညီမ option ကတော့OSST ဆိုCanada ပေါ့နော် and ပြီးတော့ Australia ပေါ့နော်ဒါပေမဲ့ဒီမဆန်တို့နဲ့အဲ့လို consult လုပ်တဲ့အချိန်မှာဒီရဲ့အချိန် safe ဖြစ်တာတွေပြီးလို့ရှိရင်ဒီ visa ရှောက်တဲ့အခက်အခဲတွေကတော့အလွယ်ဒီ visa မှာအခက်အခဲမရှိနိုင်တာတော့ UK ပေါ့နော်ဆိုတော့အဲ့အကြောင်းမျိုး UK ကိုရွေးချယ်ဖြစ်ခဲ့ရပေါ့နော်ဆိုတော့ဒီ UK မှာဒီ University Year 1မှာဆိုလို့ရှိရင်ပေါ့နော်transition အနေနဲ့အများကြီးအခက်အခဲတိတ်ပြီးမရှိခဲ့ဘူးဘာဖြစ်လို့လဲဆိုတော့ဒီကသွားတဲ့ပုံစံကဒီမှာ into January intake ခါရင်လိုပဲသွားခဲ့ရဆိုတော့ပေါ့နော်ဒီရဲ့ဟာကပေါ့OSS မှာတော့ teacher တွေတင်တဲ့ဟာမျိုးနဲ့ပုံစံတူတယ် class တွေတော့ပေါ့နော်ဆိုတော့အများကြီးတိတ်ပြီးညီမတို့အခက်အခဲတိတ်မရှိခဲ့ပါဘူးရှင့်Okay, thank you. Jason volunteering နဲ့ပတ်သက်တော့အတွေ့အကြုံတွေရှိနေပြီပေါ့နော်အဲ့ဒါဆိုလို့ရှိရင် Okay, so အမတို့ next အပိုင်းနေနဲ့အမကထပ်ပြီးတော့ဗာလေးတည်ကျင်လဲဆိုတော့UK transition ပေါ့နော် UK မြန်မာပြည်ကနေ UK ရောက်လာတဲ့အချိန်မှာchallenging တွေလည်းရှိမယ်ပြောကြရလည်းရှိမယ်ငိုကြလည်းရှိမယ်ပေါ့နော်ဒါကတော့ international students တွေအကုန်လုံးကြုံတွေ့ရတဲ့ဟာတွေပေါ့အဲ့တော့တေချာရဲ့ personal group တွေကတော့ရှိလာမယ်လို့ထင်တယ်ဆိုတော့ဒီ UK မှာကျောင်းတက်ခြင်းအပြင်ကလေးတို့ရဲ့တကယ် real life မှာဘာတွေ personally group ဖြစ်လာလဲအဲ့ဒါလေးလည်း sharing လုပ်ပေးပါဦးဟုတ်
personal growth ကတော့ပြောမယ်ဆိုရင်အများကြီးညီမ final year လေးရောက်ပြီဆိုတော့အများကြီးတိုးလာတယ်လို့ခံစားရပါတယ် after all ဒီကိုလာရလဲကိုယ့်အနေကိုတိုးတက်ဖို့လာရတာဆိုတော့အဓိကကတော့ဒီကိုရောက်လာပြီးတော့သိလာတာကိုယ့်အနေကိုပဲ independent ဖြစ်ရတယ်ကိုပဲ depend လုပ်ရတော့တာပေါ့အနောက်ကနေဘာမှဒီချိန်ဘယ်ချိန်မှာဘာလုပ်ဘယ်ချိန်မှာဘာလုပ်ဆိုပြီးတော့ push လုပ်ပေးနေရမျိုးမရှိတော့ဘူးကိုယ့်အနေကိုပဲဘာမှမဆိုကျောင်းသွားဖို့ကအစအကုန်လုံးကိုယ့်အနေကိုပဲ motivate လုပ်ပြီးတော့လုပ်ရတယ်ပေါ့ညီမ notice တာအဓိကတိုးတက်လာတာတော့ time management skill ပေါ့ဒီမှာညီမတို့ဆို January မှာရောက်တဲ့ခါကျတော့ဒီနှစ်ခွဲအတွင်းလေးမှာပဲလှုပ်ရှားရအများကြီးလိုမျိုးခံစားရတယ်ပေါ့တကယ်ချင်းတွေလည်းအများကြီးလှုပ်ရှင်တယ်UK မှာဆိုတော့ခရီးတွေလည်းအများကြီးသွားချင်တယ်ဒါပြီးတော့ရင်ကျောင်းစာမှာလည်းအမှတ်တရလည်းကောင်းချင်သေးရဲ့ဆိုတော့ဒီဟာအားလုံးကို manage လုပ်ရတဲ့အချိန်မှာtime management skill တွေတိုးလာတယ်ပေါ့နောက်ပြီးတော့ရင်ဒီကျောင်းက social fair တွေအဲ့လို socialize လုပ်တဲ့ event တွေ workshop တွေသွားပြီးတော့ communication skill လည်းတကယ်တိုးလာတယ်ညီမဆိုအရင်တော့လူတွေကိုစကားပြောဖို့ဆိုတာကြောက်ခဲ့ရပေါ့ဒါပေမဲ့အခုအဲ့လို workshop တွေအဲ့လို fair socialize လုပ်တဲ့ event တွေသွားတဲ့အချိန်မှာကိုယ့်အနေကိုဒီလူတွေနဲ့စကားပြောတဲ့ situation မှာကိုယ့်အနေကိုထည့်လိုက်တော့ပြောမှရမယ်အချိန်တွေရောက်တဲ့အချိန်မှာပြောကြည့်တော့ခါကျတော့ဘာမှလည်းဒါကြီးက big deal ကြီးမဟုတ်ပါလားဆိုတော့သိလာတော့ဒီ communication skill တွေတက်တယ်ပြီးတော့ခုနက Violet ပြောလို့ပဲ society တွေမှာဝင်ပါတယ် volunteer တွေလုပ်တဲ့အချိန်မှာသူတို့ communication skill တက်တယ် teamwork လုပ်တဲ့team working experience တွေရှိတယ် teamwork လုပ်ရတာဆိုတာလေbig skill ကြီးလို့မဟုတ်ပေမဲ့တကယ်လုပ်တဲ့အချိန်မှာ team working ကတကယ်ကိုအရေးကြီးရယ်ပေါ့ဒီ work ကျောင်းပြီးသွားလို့အလုပ်လုပ်တဲ့အချိန်မှာဆိုရင်လည်းဒီ team working skill ကတကယ်လည်းဒီ employer တွေကတကယ်စစ်တဲ့ skill တစ်ခုပေါ့ပြီးတော့အဲ့လို leadership skill တွေလည်းတက်တယ်ဟုတ် ညီမဆိုရင်ဒီ UK ကိုရောက်လာတဲ့အချိန်မှာဒီ real world experience ကြီးကိုရလိုက်တာပေါ့နော်အဲ့အချိန်မှာကိုကလူကဘယ်လိုပဲဖြစ်ဖြစ် mature ပိုဖြစ်လာတယ်ပြီးခါကျတော့ဒီ uni ရောက်တော့ဘယ်လိုပဲဖြစ်ဒီ uni ကသင်ပေးတဲ့ skill တွေမကဘူးပေါ့နော်ဒီ practical experience တွေလည်းရလာတယ်ဘယ်လိုလဲဆိုတော့ဥပမာ responsibility ပိုယူလာရတဲ့အပိုင်းတွေပေါ့အဲ့ဒီမှာဆိုရင်ညီမတို့ဆိုရင်ပို့ပြီးတော့ကိုယ့်အတွက်ကိုကြည့်ပြီးတော့တာဝန်ယူမှုတွေကပိုများလာတယ်ဘယ်လိုလဲဆိုမနက်မိုးလင်းကနေပြီးတော့ကျောင်းအိတ်တဲ့ทีဒီကျောင်းသွားကနေပြီးတော့စားတယ် prepare လုပ်တယ်စားဖို့တောက်ဖို့ကလည်းလုပ်ရတယ်ကိုကျန်းမကြီးဆိုလဲကိုကဂရုစိုက်ပေးရမယ်ဟိုမှာ supplement တွေတောက်ပေးတဲ့အထီပေါ့အဲ့လိုမျိုးဖြစ်လာတယ်ပြီးဆိုရင်ဘယ်လိုပြောမလဲပို့ပြီးတော့လေ independent ဖြစ်လာတယ်ကိုကောင်း decision making ကိုလည်းပို့ပြီးတော့တင်းလျော်စွာပို့ပြီးတော့ချတက်လာတယ်ပြီးခါကျတော့နောက်တစ်ခုကဒီ financially manage ကိုလည်းတေချာလုပ်တက်လာတယ်ကိုကဘယ်နေရာမှာတုံးချင်လဲရယ်တုံးတင်လဲရယ်မှာလေကိုကပို့ပြီးတော့ဆုံးဖြတ်တက်လာတယ်ပြီးခါကျတော့ဒီကိုရောက်ခါကျတော့လူအများကြီးနဲ့တွေ့ရတယ်လူမျိုးပေါင်းစုံနဲ့တွေ့ရတယ်တွေ့ရတဲ့အချိန်မှာကိုကပို့ပြီးတော့အမြင်လဲကျယ်လာတယ်ပြီးခါကျတော့အကုန်လုံးရောက်လာတဲ့လူတွေကလည်းသူ့လိုကိုလိုလူတွေကြီးပဲဆိုတော့ we started similar together ဆိုတော့ကျတော့အဲ့နေရာမှာဟိုကိုကသူတို့စီကနေရလဲကိုကတင်ယူလို့ရတယ်ကိုသူတို့ပုံစံကိုလည်းကိုကလိုက်ပြီးတော့ဘယ်ဟာကောင်းတယ်မကောင်းတယ်ကို grant ကြည့်ပြီးတော့တင်ယူခဲ့လို့ရတယ်ဆိုတော့ပြီးခါကျတော့ကိုဟာကိုလည်း self independent ပို့ပြီးတော့ဖြစ်လာတယ်အဲ့ဒါတော့ညီမတို့ကောင်းတဲ့ transition လို့ထင်ပါတယ်ဟုတ်ကဲ့ညီမလည်းဒီ Violet တို့ကလည်းပြောလို့ပဲပေါ့နော် personal group မှာဆိုလို့ရှိရင် time management တွေအများကြီးတိုးတက်လာတယ်ပြီးရင်နောက်ဒီ communication လည်း improve ဖြစ်လာတယ်ပေါ့နော်ဒီ communication မှာဆိုလို့ရှိရင်လည်းဒီတငယ်ချင်းတွေလည်းအများကြီးရလာတယ်ပေါ့နော်ဒီ international students တွေရောပြီးဒီ local students တွေရောသူတို့နဲ့ပို့ပြီး communicate ပို့ဖြစ်လာတယ်ပို့ပြီးစကားပြောဖြစ်လာတယ်အဲ့အနေမှာ distant ပေါ့နော်သူတို့မှာဒီ local ရင်းနဲ့စကားပြောပြီးတော့သူတို့ local culture ကဘယ်လိုမျိုးလဲဆိုတော့ပို့ပြီးတော့သိလာတယ်ပေါ့နော်ပို့ပြီးတော့ဒီမှာဘယ်လို adapt လုပ်ရမလဲဆိုတော့ပို့ပြီးတော့experience တွေရလာတယ်ပေါ့နော်နောက်ဒီညီမအခုအလုပ်လဲလုပ်နေရဆိုတော့ပေါ့နော်ဒီ work life မှာလဲ
ဒီသူတို့ work environment မှာထားတဲ့သူတို့အဲ့လိုမျိုးစကားပြောတဲ့ပုံစံနဲ့ဒီ social life မှာစကားပြောတဲ့ပုံစံနဲ့အရန်ကွာတာမျိုးတွေတို့ဒီ working environment မှာဆိုရင်သူကလုံးဝ formally ပြောတဲ့ပုံစံမျိုးတွေပေါ့နော် communicate လုပ်တဲ့ပုံစံမျိုးတွေအဲ့လိုမျိုးတွေတွေ့ရတယ်ဆိုတော့ဒီကိုကနေဒီပေါ့နော်ဘယ်လိုပြောရမလဲဒီ UK မှာ career ဘိုင်းမှာဆိုလို့ရှိရင်ဒီ working ဘိုင်းမှာဆိုရင်ဒီလိုမျိုးတွေလူကြီးတွေနဲ့ဒီလိုမျိုးဆက်ဆံပြီးတော့ဒီလိုမျိုးစကားပြောရပါလားဆိုတော့ experience တွေလည်းရတယ်ဒီအဲ့လိုမျိုးပေါ့နော်နောက်ဒီ time management နေလည်းအရင် improve ဖြစ်တော်တော်ကြီး improve ဖြစ်လာတယ်ပေါ့နော်ဒီနှစ်အတွင်းမှာနောက်ဒီဘယ်လိုပြောမလဲဒီအဓိကတော့ဒီစားစရာတောက်စရာတွေဘယ်လိုပြောမလဲ cooking skills တွေလည်းတက်လာတာပေါ့နော်အဲ့လိုမျိုးတွေလည်းရှိရဲဆိုတော့ benefits တွေ personal group တွေကတော့အများကြီးပါပဲဟုတ်ဟုတ်ကဲ့ကျွန်တော်အတွက် personal growth ဆိုရင်တော့တကယ်ရှင်းနေပြောထားသလိုself management communication skill financial skill တွေတော့တိုးတက်လာတာပေါ့ဒါပေမဲ့ကျွန်တော်တကယ်သိတာလာတာတော့ဒီ self management နဲ့ time management မှာတခုပေါ့ပြီးရင်decision making မှာပေါ့ဘာလို့လဲဆိုရင်ကျွန်တော်တို့က optional class လေးတွေရှိတယ်ကျွန်တော်တို့optional class တွေကိုတက်ရှင်တယ်ဆိုပြီး decide လိုက်တယ်ဆိုရင်တခြားအတန်းတွေရောပြန်ပြီး self study လုပ်ရမှာပါပဲဗျာအဲအားကြောင့်ကျွန်တော်တို့ဒီ decision making မှာ it's very important ဖြစ်တာပေါ့ကျွန်တော်အတွက်အဲ့အားတစ်ခုပေါ့ကျွန်တော်တကယ်personal growth သိတာလားညီမလည်းပေါ့နော်ဒီ time management skill မှာပို့ပြီးတော့တိုးတက်လာတယ်ပေါ့နော်ဒီမှာဆိုရင်စာလုပ်တာတွေတခြား chores တွေပေါ့နော်တခြားအကုန်လုံးကိုယ်ပိုင်နဲ့ကိုယ်တော့ရဆိုတော့ဒီဈေးဝယ်တာအစပေါ့နော်အဲ့လိုလုပ်ရဆိုတော့ဒီ management mind တော့တော်တော်ဒီတိုးတက်လာတယ်ထင်ပါတယ်ဒီမှာဆိုရင်တခြားအခက်ရှိရပြောသားတဲ့သူတွေလိုမျိုးပဲဒီ group ဖြစ်တာတော်တော်လေး similar ဖြစ်တယ်ပေါ့နော်အဲ့အပြင်ပါထပ်ပြီးတော့တိုးတက်လာလို့ထင်လဲဆိုလို့ရှိရင်ဒီ professional mindset ဘက်မှာပြောင်းလာတယ်လို့ထင်တယ်ပေါ့နော် university ခုမှစရောက်တာအရင်လည်းမကြသေးဘူးဆိုမဲ့ဒီလို teamwork တွေပြီးတော့ networking event တွေသွားပြီးတော့ပေါ့နော်နောက်ပိုင်းမှာကျတော့ဒီအလုပ်ကိုင်ဘက် career pathway ကိုလည်းစဉ်းစားပြီးတော့ကြိုပြီးတော့ plan လုပ်ရမယ်ဆိုတော့လေပို့ပြီးတော့တည်လာတယ်ပေါ့အဲ့တော့ပြောရရင်ခဏရှေ့ရပြောရမယ် time management နေရောဒီ communication နေပြီးတော့ work life balance လုပ်တာအပြင် career planning ကိုလည်းပို့ပြီးတော့အရေးကြီးရယ်ဆိုတာလည်းတည်လာရတယ်လို့ထင်ပါတယ်Okay so အခု session မှာဆိုရင်ဒါ self improvement တွေအများကြီးမြင်ရတယ် personal growth တွေက rewards တွေပဲလို့ပြောလို့ရတာပေါ့နော်အဲ့ထဲမှာအမကအစမှာ rewards question တစ်ခုမေးအောင်မယ်ပေါ့ကလေးတွေUK ရောက်လာတဲ့အချိန်မှာဘာ rewarding ဖြစ်လဲလို့မေးမိပေါ့နော်ဒါပေမဲ့အခုပြောသွားတဲ့အထဲမှာ rewarding တွေတော်တော်များပါနေပြီလို့သိရတယ်ပေါ့နော်အဲ့တော့အဲ့ဒီ rewarding တွေကမှမတို့ကျောင်းသားလေးအများသောအဖြစ် OSSC မှာကscholarship တွေကတော်တော်များများရကြတာပေါ့နော်ကလေးတွေကလေUniversity Year 1အတွက်ဆိုလို့ရှိရင်နည်းနဲ့များ amount တစ်ခုတော့ပါခဲ့ကြတာပေါ့လောလောလတ်ဆိုတော့ what စီတွေကပြောရမယ်ဆိုလို့ရှိရင်ဒီ first year students နဲ့မြင်နိုးရဲ့ဂျေစင်ရဒီသူတို့ရခဲ့ what စီတွေကဒီ scholarship အကြောင်းလေးလည်း sharing လုပ်ပေးပါအောင်ညီမကတော့ဒီ University of Sheffield ပေါ့နော်international undergraduate merit scholarship ပေါ့ဒီ £10,000 per year ရခဲ့ပါအဲ့ဟာလည်းညီမအတွက်ဒီရောက်ပြီးတော့ biggest reward လို့ပါပဲဟုတ်အဲ့ညီမလေးဘောနော်ဒီ OSSD ရဲ့အမတ်တွေရဲ့ငငယ်တော့လုပ်ခဲ့ရအကုန်လုံးပေါင်းပြီးတော့ဘောနော် Newcastle University ကနေပြီး Vice Chancellor Excellence Scholarship ကိုရခဲ့ရပါညီမရရဲ့ amount ကတော့ 50% ပေါ့ဒီ scholarship ရထားတာကပြောလို့ရှိရင် financial support အပြင်ကိုဒီကိုကနေကို push လုပ်ဖို့အတွက် motivation တစ်ခုလို့ပြောလို့ရတယ်ပေါ့ဘာလို့လဲဆိုတော့ဒီ scholarship ကလေတော့ renewable ဆိုတော့နောက်နှစ်ဒီမှာလေထပ်ပြီးတော့ရအောင်လို့ motivation ပေးရတာတစ်ခုအနေနဲ့ရခဲ့ပေါ့နော်ဒီစစချင်း reward အပြင်ကိုဟုတ်Okay
အဲ့ဆိုရင်အမကခုအမတော့အမနဲ့မယွန်းနေရတော့ဒါကျောင်းလျှောက်တာတွေတော့အကုန်လုံးတူတူကလေးတွေကိုလုပ်ပြီးခဲ့ရပေါ့နော်ဆိုတော့အမနောက်ထပ်သိချင်တာအကုန်လုံးတော့မမှတ်မိတော့ဘူးဘာလို့ဆိုတော့အခုရွေးထားတဲ့ကျောင်းတွေတော့တည်တယ်ပေါ့ဆိုတော့ OSSC ပြီးရဲ့အချိန်မှာတက္ကသိုလ်ပထမနှစ်ကိုစလျှောက်တဲ့အချိန်မှာဘာလေးရော challenging ဖြစ်ခဲ့သေးတယ်ပြီးတော့ university ရောကိုကြိုက်တယ်ပေါ့ဟာရောရခဲ့လားပေါ့ဥပမာထားပါတော့အခုဆိုရင်တော်တော်များများမတို့ကျောင်းလူကျောင်းသားလေးတွေကကျောင်း offer အများကြီးကင်ထားပြီးတော့မှအဲ့ထဲကနေပြန်ပြီးတော့ရွေးခဲ့ကြတာများတယ်ပေါ့နော်အဲ့တော့အခုလက်ရှိ university choice တွေနဲ့ပတ်သက်ပြီးတော့satisfy ဖြစ်ခဲ့လားဆိုတာလေးလည်းသိချင်တယ်ပြီးတော့အဲ့ OSSC အပြီးမှာ university လျှောက်တော့ဘယ်ကျောင်းတွေမှာ offer ရခဲ့လဲပေါ့အဲ့ဒါလေးလည်းပြောပြပါဟုတ်ညီမညီမ batch တုန်းကတော့ January intake ကိုလျှောက်တာဆိုတော့ညီမက into ကျောင်းတွေကိုပဲလျှောက်ခဲ့ရများတယ်လျှောက်ခဲ့ကျောင်းတွေကတော့ into Newcastle ပြီးတော့ University of Stirling Exeter ပြီးတော့ Reading QUB ပေါ့ကျောင်းတွေအကုန်လုံးလျှောက်တဲ့ကျောင်းတွေအားလုံးကနေတော့ acceptance letter ရတယ်ဒါပေမဲ့ညီမတို့ကတကယ်ချင်း3ယောက်အတူတူသွားချင်တာဆိုတော့သူ3ယောက်လုံးနဲ့အဆင်ပြေမဲ့ city ရော major ရောအဆင်ပြေမဲ့ဟာကိုပဲရွေးခဲ့ရပေါ့အဲဒါကြောင့်ညီမတကယ်ချင်း2ယောက် Violet ရယ်နောက်ထပ်တကယ်ချင်း1ယောက်ရယ်နဲ့ Newcastle University မှာ marketing and management တက်ဖို့ရွေးချယ်ခဲ့ရပေါ့January intake ဆိုတော့ကိုတက်ချင်တဲ့ major တကယ်တက်ချင်တဲ့ major နဲ့ကျောင်းနဲ့ကို January intake မှာမရှိ January intake ဆိုတော့အဲ့လို limited choice တော့ဖြစ်ခဲ့ဒါပေမဲ့လည်းNewcastle University ကအခုရောက်လာတော့မြို့ရောcity ရောအကုန်လုံးကညီမတို့အဆင်ပြေရယ် Newcastle က city အရာရော city student life ကလည်းအရင်ကောင်းတယ်ပြောရရင်မြို့ကလည်းအစမှပြောခဲ့သလိုပဲကျောင်းကလည်း city center မှာပဲအရင်မြို့က compact ဖြစ်တယ်ပေါ့အဲ့တော့ transportation တွေလည်းအဆင်ပြေရယ်အစgrocery shopping လုပ်ရတာတွေအကုန်လုံးအဆင်ပြေတော့အစအရာ Newcastle ကအဆင်ပြေရလို့ခံစားရတယ်ဆိုတော့နောက်တစ်ခေါက်ပြန်ကျောင်းလျှောက်ရင်လည်း Newcastle University မှာပဲပြန်လျှောက်ချင်တယ်ပေါ့ဟုတ်ညီမဆိုရင်ပထမဒီ uni တွေကိုလျှောက်ဖို့အတွက်အဓိကညီမ major confirm မဖြစ်သေးဘူးဆိုတော့ business ကိုသွားချင်တာလားဘယ်ကိုသွားချင်တာလဲ confirm မဖြစ်သေးဘူးနောက်ဆုံး business ကိုပဲရွေးလိုက်ပြီးတော့ business နဲ့ကောင်းမဲ့ကျောင်းလျှောက်တာညီမကျောင်းဆိုရင်9ခုလောက်ကိုလျှောက်ခဲ့တယ်ဒါပေမဲ့အဓိကညီမကဒီသွားချင်တာဒီ Russell Group တွေထဲက ranking ကောင်းတဲ့အကြောင်းကိုသွားချင်တာပေါ့နော်ဆိုတော့ Russell Group တွေထဲကအကြောင်းတွေလည်းလျှောက်ခဲ့တယ်ဒါပေမဲ့ညီမကကျတော့ January intake ပဲရွေးလိုက်တယ်ဆိုတော့အဓိကညီမက into ကိုအရင်တက်ရမှာဖြစ်သွားပါပေါ့နော်ဆိုတော့ကျတော့ into ကျောင်းအရင်လျှောက်တယ် like into Newcastle ပါမယ် into Manchester ပါမယ်into Exeter ပါမယ်အဲ့ဒါတွေထဲကရွေးနေတဲ့အချိန်မှာဆိုရင်လေမယုံတို့မဆန်တို့ဆိုရင်ညီမတို့တေချာရှင်းပြအောင်မှာ into Manchester ရွေးတယ်ဆိုရင်အဲ့ဒါပြီးဆိုရင်သူ့ရဲ့ university ရဲ့requirement တွေကနည်းနည်းအရင် high ဖြစ်တတ်တယ်ဆိုခါကျတော့Uni of Manchester ကိုguarantee ဖြစ်ချင်မှာဖြစ်မယ်ဆိုခါကျတော့မြို့တွေပါပြောင်းနေရမယ်ပါညာအဲ့လိုမျိုးတေချာလေးရှင်းပြတော့ညီမလည်းsafe choice ဖြစ်အောင်into Newcastle နဲ့ into Exeter ကိုရွေးခဲ့။ဒါပေမဲ့အဲ့တော့က January intake ဆိုတော့တချောင်းနဲ့တချောင်းကဒီ major option တွေမတူပေးတဲ့ဟာတွေကမတူဘူးပေါ့နော် for example into Exeter မှာဆိုရင်အဲ့တော့ဆိုရင် January intake မှာ econ and finance ပြီးရှိရယ်ဒါပေမဲ့ into Newcastle မှာကျတော့မရှိဘူးဆိုတော့ option တွေမတူဘူးဒါပေမဲ့ဒီတေချာကြည့်လိုက်တော့ကျောင်းကလည်း ranking လည်းကောင်းတယ် Newcastle ပြီးတော့မြို့အနေနဲ့ကလည်းကောင်းတယ် and then ခုနက Girling ပြောသလိုမျိုးပဲတကယ်ချင်း3ယောက်တူလာချင်တာဆိုတော့ကျတော့အဲ့မှာ we chose together to go Newcastle into Newcastle ရွေးဖြစ်လိုက်တယ်Newcastle ကဘယ်လိုပြောမလဲနေလို့လည်းတော်တော်အဆင်ပြေရဲ့သူကမြို့လေးကအရင်နေချင်းစရာကောင်းတယ်သူက compact ဖြစ်ပြီးတော့ student friendly city လည်းဖြစ်တယ် safe လည်းဖြစ်တဲ့တလောက်ကိုတော်တော်လေးကိုဖြစ်တယ်ပြီးခါကျတော့တခြားမြို့ရင်းနဲ့ရှင်းနေဆိုရင်လမ်းလျှောက်ရပါဆိုရင်လည်းပြေးဖြစ်တယ်အဲ့လိုတောင်ကုန်းတွေပါအရင်မများဘူးပြီးခါကျတော့ Newcastle Uni ကခုနကပြောသလို student city လို့
Newcastle မြို့က Student City လို့ဖြစ်နေရောဒီ Newcastle မြို့မှာ Newcastle Uni ရှိမယ် Northumbria Uni ရှိမယ် Sunderland Uni ကလူတွေရောရှိခါကျတော့အဲ့လိုလုံးဝ Student City ဖြစ်နေတာဒီ living cost ကလည်းI think တော်တော်လေးကိုI think ပုံမှန်လောက်ပေါ့ overprice ကြီးလည်းအရင်မဖြစ်နေဘူးပေါ့ option တွေရှိရပါတော့เนาะဆိုတော့ကျတော့အဆင်ကောင်းတယ်ပြီးရင်ညီမ business Newcastle Uni ရဲ့ business school ကိုသွားတဲ့အချိန်မှာဒီ business school ကလည်း UK ရဲ့ top 10-20အဲ့လိုမျိုးထဲမှာပါတယ်ဆိုတော့တော်တော်လေးကောင်းနေပေါ့နော် so yeah ခုနကလင်းပြောတယ်လို့မျိုးပဲ I would choose this again to apply for this ဟုတ်ညီမအနေနဲ့ဒီ Queen's University Belfast ကိုရွေးဖြစ်တာတော့ဒီနေရတဲ့ရွေးတာမှန်လားဆိုတော့ဒီနေရတဲ့မြို့ထက်ဒီ university ကနေပဲကိုယ်ဘာတွေပြန်ပြီးပေးနိုင်လဲဆိုတော့ပုံမှန်ဒီ university ကိုရွေးခဲ့တာပေါ့နော်ပြီးတော့ဒီ university ကလည်းညီမသွားတဲ့ civil engineering major မှာသူက UK မှာအဲ့လိုမျိုး top 1 to 20 ဝင်နေတယ်မှာပါတယ်ဆိုတော့ခါကျတော့ဒီ civil engineering တင်ပေးရရော career ဘိုင်းမှာအကောင်းဆုံးကျောင်းနေတဲ့တစ်ခုဖြစ်လို့ဒီ university ကိုရှောက်ခဲ့တာပေါ့နော်ပြီးရင်ဒီရှောက်ခဲ့ရမှာဒီညီမဒီ scholarship partially ပေါ့နော်year 1မှာပေါင်9000ရတယ်ပေါ့နော်နောက် year 2မှာကျတော့သူတို့သတ်မှတ်ထားတဲ့အမှတ်ရှိရပေါ့နော်အဲ့အမှတ်ကိုကျော်လို့ရှိရင်ဒီရဲ့ scholarship ကို carry လုပ်သွားလို့ရတယ်ပေါ့နော်ဆိုတော့ညီမအဲ့ဒီပေါင်9000ပြင်နောက်ဒီရဲ့ဒီတခြား specific ပေးရဲ့ into up ပေးရဲ့ scholarship တွေပါတယ်လည်းရှိရပြီးရင်discount တချို့international student တွေအတွက် discount ပေးရမျိုးရှိရဆိုတော့ညီမ year 2မှာပေါင်8000 scholarship ရတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးscholarship opportunity တွေလည်းရတယ်ပြီး career opportunity တွေလည်းအများကြီးအခွင့်အလမ်းအများကြီးရှိတယ်နောက်ဒီသင်ကြားရေးပိုင်းမှာလည်းအရင်ကောင်းတယ် teaching ပိုင်းမှာလည်းအရင်ကောင်းတယ်ဆိုတော့ဒီ university ကညီမအတွက်အရင်ရွေးချယ်ခဲ့တာမှန်တယ်လို့ထင်တယ်ရှင့်ဟုတ်ဒီမျိုးနဲ့ပတ်သက်ပြီးတော့ဂါလင်းတို့ရဲ့ Newcastle လိုပဲအရာတော့ဒီမျိုးထဲမှာအကုန်လုံးအစုံရှိတယ်ပြီးရင်ဒီအဓိကတစ်ခုကတော့ဒီပေါ့နော်ဒီညီမတို့ Northern Ireland မှာဆိုတော့ဒီ England ထဲကိုတောက်ဖို့ကြတော့ flight စီးရတာတစ်ခုပဲပေါ့နော် flight 45 minutes 45 minutes စီးရတာတစ်ခုကလွယ်လို့ကျန်တာအကုန်စင်ပြေပါရဲ့ရှင်ဟုတ်ဆိုတော့ဒီ university ကိုရွေးခဲ့ရမှန်တယ်လို့ထင်ပါတယ်ဟုတ်အရင်လည်းကြည့်နေပါတယ်တခြားကျောင်းနေရာရောတထား offer ရခဲ့သေးရဲ့မလားဟုတ်ညီမဒီ Cardiff နဲ့ Leeds အဲ့တော့ option က January intake ဆိုညီမမှာoption ကအရင်နည်းတယ်ပေါ့နော်ဒီ Newcastle Leeds ရဲ့ Cardiff ရဲ့ပေါ့နော်အဲ့ကျောင်းတွေကလည်း offer ရခဲ့ပါတယ်ရှင်ဟုတ်Okay ဒါပေမဲ့ဒီ Queen's University က career အတွက်ဒီ civil engineer အတွက်ပူကောင်းနေဆို Queen's ကိုရွေးခဲ့လိုက်တယ်ဟုတ်science မေဂျာဆိုလို့ရှိရင်လေ biomedical science ဆိုတော့ပြောရင်ဝင်ခတ်တဲ့မေဂျာထဲမှာပါတယ်ပေါ့နော်စာလည်းခတ်တယ်ပေါ့ဆို Sheffield ဆိုလို့ရှိရင် ranking လည်းတော်တော်မြင့်လာဆိုတော့ science တော့ Sheffield နဲ့ပတ်သက်ပြီးတော့ရွေးခဲ့ရမှန်းတယ်လို့ထင်လားတခြားကျောင်းတွေရောထည့်စဉ်းစားခဲ့သေးလားဟုတ်ကဲ့ကျွန်တော်ဒီ short film ရွေးတာတော့မှန်တယ်လို့တော့ထင်ခဲ့ရဟုတ်ကျွန်တော်လည်းအစကတည်းက OSSD တက်တုန်းကပေါ့ဟို biomedical ရွေးမယ်ဆိုပြီးစဉ်းစားမိခဲ့ပါတယ်အဲ့တုန်းကရွေးထားတဲ့ major တွေ OSSD major တွေပေါ့အဲ့အရာတွေမှန်ခဲ့ရဆိုတော့လည်းအခုဒီ University of Sheffield ထဲကို apply လုပ်လိုက်တာတော်ကောင်းတော့ပါတယ် ranking လည်းမြင့်နေဆိုတော့ University of Sheffield လည်း ranking မြင့်နေဆိုတော့ကျွန်တော်တခြား university တွေအောင်သိပြီးမစဉ်းစားမိလိုက်ဘူးဟုတ်high rank ကြီးရပါတော့ဗောနော် Okay so Jason နဲ့ Angel ကိုပြောပြပါညီမကတော့ offer လေးခုရခဲ့ပေါ့နော် Cardiff ရယ် Newcastle ရယ် University of York ရယ် Sheffield ရယ်ပေါ့နော်အဲ့ထဲမှာဒီ Sheffield ရကြတော့ဒီ architecture major မှာ ranking UK မှာပေါ့နော်တော်တော်လေးကို ranking မြင့်တယ်အကြောင်းမလို့ career အတွက်ထောက်ပံ့ဖြစ်တယ်ပြီးတော့ scholarship လည်းရခဲ့တဲ့အတွက်ကြောင့်မျိုးရွေးဖြစ်ခဲ့ရပါတော့ပြီးတော့လည်းဒီမှာက theory ကအရင်ဟို support ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီချက်အမှန်ကန်တယ်လို့ထင်ပါတယ်ညီမဆိုရင်လည်းဒီ Newcastle University ပြင်ပေါ့နော်တခြား Russell Group တွေ3ခုဖြစ်တဲ့ Glasgow ရယ် York ရယ် Sheffield ရယ်မှာ offer ရခဲ့ပေါ့နော်
အစအကြောင်းလျှောက်ကလေးကဒီ computer science မှာလည်း ranking မြင့်နေပြီးလို့ရှိရင်မျိုးအနေထားရလည်းငကိုကအဆင်ပြေနိုင်မယ်လို့ထင်တဲ့မျိုးတွေကိုပဲလျှောက်ခဲ့ရဆိုတော့အစပိုင်းမှာတော့ဒီ choice လုပ်ဖို့အတွက် decision လုပ်ရတော်တော်ခက်ခဲပေါ့နော်ခက်ခဲချိန်မှာ Newcastle ကနေ scholarship ကလည်း50%တဝက်ရမှာဆိုတော့Newcastle ပဲ first choice အနေနဲ့ထားလိုက်တာပေါ့and then Newcastle ရောက်လာပြီးတဲ့အချိန်မှာလေအခု academic support တွေရောဒီ career guidance လုပ်ပေးရရောတခြား opportunity ရောခဏပြောသလိုအမနီယောပြောလာတဲ့မျိုးရဲ့အနေထားရအောင်အကုန်လုံးကလည်းအဆင်ပြေရဲ့ကိုယ့်အနေကို fit in ဖြစ်တယ်လို့လေခံစားရလို့ရွေးချယ်ခဲ့ရမှန်တယ်လို့ထင်ပါတယ်ဟုတ်အေးအဲ့လိုမျိုးကြားတော့ကျောင်းလျှောက်ပေးခဲ့တဲ့မယွန်းနဲ့မဆန်ရမ်းပြောပါတယ်